ဒီမှာရောအဲ့မှာရိုက်ထားတခိုးမှဒီမှာစိုက်မှလာခွာတွဲလာလို့စိုက်မှလာခိုးတဲ့တခိုးမှအဲ့မှာအဲ့မြက်ခွက်ကိုသိချာကြည့်တာဒီမှာခိုးတဲ့တခိုးမှဒီမှာသိချာကြည့်သူ့ကိုသိချာပါအောင်ရိုက်ပြထားနောက်ကျန်တဲ့ဈေးတွေအကုန်သိအောင်လို့ဒီမှာစောက်ခွက်ကိုကြည့်ထားအဲ့စောက်ခွက်ကိုသိချာကြည့်ထားတခိုးမှငါရက်ခွက်ထဲလာခိုးတဲ့တခိုးမှဟမ်လုံးအားကြီးရဲ့တခါလာလဲခိုးနှစ်ခါလာလဲခိုးဟမ်နှစ်ခါလာလဲခိုးတော့ခါလာခဲ့လဲခိုးအခုလဲလာပြီးလာခိုးတာဟာလားခလေးเจ้าပြပြီးလာခိုးတာဟာလားသွားခလေးဟိုမှာသွားကျွတ်တော့ခါသွားခလေးမှာသွားသွားခိုးလောက်ပါနဲ့ကလေးဟမ်မလောက်ပါနဲ့မညီမလေးမလောက်နဲ့ကလေးမလောက်ပါနဲ့ခိုးအဲ့ခလေးခိုးမလောက်ပါနဲ့ခလေးเจ้าပြပြီးလိုက်ခိုးစရမိမခလေးเจ้าပြပြီးလာအဲ့ခလေးနဲ့ကွယ်ကွယ်ပြီးခိုးတာခလေးနဲ့ဈားလဲညံ့ညံ့ပြီးခိုးတာဟမ်တခိုးမဟမ်အားဆိုင်မြန်သူလက်တက်လာစားနေလာစားတာဟမ်တခါရလာခါရလာရဟမ်လာတာပြပါခိုးနေဟာလားဟမ်ပတ်စံရောနာရောတော့မရောနာငါနေရဲစခန်းနဲ့ခါရထဲမှာတော့ပြောပြီးသားကျွန်မပတ်စံမရှိဘူးကျွန်မကလေးလည်းဒီမကောင်းလို့စေးတိုးနေရတာဒါအိမ်မပြောနဲ့နင်တို့ဟာဒီဓာတ်လေးလာမင်းငါတို့အုံတော်ထဲမှာလာမရှိဘူးငါဆိုင်ရပစ္စည်းခိုးရတယ်မှာလားပြန်လို့ချင်တယ်ဒါပဲပတ်စံမရှိဘူးထဲလေထဲမှာပဲခေါ်ထားတယ်အခုဘာမှန်နေငေါ့မြန်အားဆိုင်ကို तू ကအမှလက်တက်လာဆန်းနေရိုက်တာတခါတော့အဲ့စောက်ခွက်ကိုအဲ့မှလူတကာသိသွားအောင်လို့စောက်ရှက်မရှိတဲ့မျက်နှာနဲ့ရက်ွက်ထမှာလဲခိုးနေတာတခိုးမှမီးပိတ်ထားမီးပိတ်ထားလားမီးပိတ်ထားရဟိုကလိုင်းဝင်ထားတယ်ဘယ်ကျိုးပြန်နည်းနည်းကျိုးလားဒီလိုနိုင်နေကျိုးတက်တော့မှာလာနေရလေးနှစ်ယောက်လားဆွဲအဲ့ဓာတ်တိုင်လားဆွဲလားဓာတ်တိုင်မှာကျိုးတုံပါလားကျိုးကကျန်တဲ့ကျိုးကယူလာခဲ့လားဖြီလို့မရအောင်ကျိုးယူလာခဲ့လားရဲလာမခေါ်မချင်းငါမှနေလေးပေါ်ထားတယ်ရဲလာမခေါ်မချင်းငါသူ့ကိုဓာတ်တိုင်မှာခြိထားမှာသွားလာကောင်းလေးနှစ်ယောက်လားဆွဲလားဓာတ်တိုင်မှာကျိုးတုံထားပါလားဓာတ်တိုင်မှာကျိုးတုံထားတယ်အောင်မတက်ပြီးရောအဲ့ကျိုးတော့လာကျိုးနဲ့တော့ဟာပဲကောင်းလာသူလွတ်နေအောင်ပဲတော့လာမှာကဲရက်ကွာလူတွေအကုန်ကြည့်ထားမှာတခိုးမတပတ်ဆိုင်မှာလာခိုးနေတခိုးမအဲ့မှာဘယ်ကိုလဲတဲ့တော့ဘယ်ကိုလဲစောက်ဖမ်းတာစူစီတီဗီကနေပြန်တွေ့လို့စောက်ဖမ်းတာမိတာပဲရစီမရောနာနဲ့မရောနိုင်လေရက်စကန်ပို့လိုက်မယ်ပြီးတော့တောက်ထားအဲ့မှာနေဘူးလည်းမလှမ်းတာပဲကျွန်တော်တို့လည်းမေးမေးဆန်ဆန်မယ်သူတို့ဆက်ဆံပါရမယ်သူတို့ဟမ်ဘယ်နှခါရှိလဲငါးစီလာပို့တာငါတွေ့တာနှစ်ခါရှိသွားပြီကြောက်ရင်အခုလည်းခါတက်လာတယ်ဟုတ်လားဟမ်ဘာနှစ်ခါမလို့နှစ်ခါစလုံးနေယူသွားတာဒါတော့မယူရမှာလေနှစ်ခါစလုံးလာလားငါးရဲ့နေ့တစ်ခါလာပို့ရလားတစ်ခါပြောအောင်မလားဒီတမင်ကိုနေနေတိုင်းလာတယ်ဟမ်မလာဘူးဟမ်တစ်ခါလာတစ်ခါပဲပါတယ်တစ်ခါမပါဘူးဒီမှာတစ်ခါဟိုဟာလေငါမှ CCTV ရှိရသလားမင်းငါ့ကိုညင်းလို့များငါ CCTV နဲ့အကောင်လုံးဓာတ်ပုံကောင်ရိုက်ထားပြီးသားနော်ကဲရက်ကွာလူလာကြည့်လိုက်မှာတခိုးမရက်ကိုမှလာကြည့်ထားတယ်မှာစောက်ရှက်မရှိတဲ့မျက်နှာခလေးဗန်းပြပြီးမှခိုးရတခိုးမဟမ်စောက်ရှက်မရှိတဲ့မျက်နှာနဲ့လာခိုးနေတာပြောလိုက်ရင်ခလေးစားစရာမရှိလို့စားစရာမရှိလို့အဲ့တက်တက်လောက်စားတယ်ချီကောင်းလက်ကောင်းနေလောက်စားရင်လောက်စားလို့ရတယ်ရတယ်ကစိုးရဲစူးစားတယ်မလာလို့ညနေဟိုဘာလဲကျွန်မမလောက်ခိုးရတခိုးမလာခိုးစားနေရပဲကောင်းကောင်းကိုလောက်မစားချင်ဘူးနေတို့လည်းလက်နှချောင်းချိနေချောင်းငါတို့လည်းလက်နှချောင်းချိနေချောင်းပဲလောက်စားနေတာပဲဒါခလေးလာဗန်းပြပြီးတော့လောက်ဟောစားဖြစ်နေတာလာပြီးမစားကြမရှိဘူးလားမပြောနဲ့လောက်မစားလို့မရဲခေါ်ထားတယ်ရဲခေါ်တာခဏရဲလာလိမ့်မယ်ရဲနဲ့ထည့်ပေးလိုက်လုံးအားကြီးတယ်တစ်ခါခိုးလို့နှစ်ခါခိုးလို့ရတယ်ဆိုလာတာဟာလားငါတို့ကလည်းနေစောက်အားတွေမဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားစောက်အားတွေမဟုတ်ဘူးတလားအဲ့ဒါမျက်ခွက်ကိုစောက်ကန်ထားလိုက်မယ်တလားဘာမှနေအောင်ငါ့လိုက်လာနေရငါလည်းမရှိဘူးတတိရှိပဲလားငါလိုက်လာမနေဘူးတလားလာကြည့်သေးရဲ့ဒီမှာတခိုးမကြည့်တာအဲ့ရက်ခွက်
ကိုကြည့်ထားတွေ့တဲ့ခါကျအမတခိုးမတွေကြည့်ထားစက်တရတုံးလေစောစောစီစီကိုစက်တရတုံးလာခိုးကခဏခဏအဲ့ခလေးတွေပဲခွဲခွဲခိုးနေဟမ်你အဲ့လိုပဲလှုပ်စားနေဟာလားတရုတ်ကတော့အဲ့လိုပဲလိုက်လှုပ်စားနေဟာလားဟမ်ရင်ထဲဘူးသွားယူသွားရင်ထဲဘူးနဲ့ခေါင်းနဲ့ခါနဲ့လောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူးသွားရင်ထဲတော့တဲလာခဲ့သွားအိုးကြီးတော့တဲလာခဲ့ခေါင်းကလောက်ချလိုက်မယ်နောက်လှုပ်စားလို့မရသွားခလေးကလောက်ချပြင်မယ်သွားဟာလောက်သွားငါမိုက်ဆိုတမရတာမိုက်နေသွားဟာချိုလာခဲ့တော့လုံးဘာမှလောက်ချတာငါပတ်စံပြန်ပြန်ငါသားခွာယူပြင်မယ်လား အိမ်တော်မှပဲအိမ်မှာတရားတာမဟုတ်ဒီမှာသားပြီးတယ်သူများကြီးပါတည်ပြီးလုံးတိုက်စားနေတာ ရင်ထဲတော့အုပ်လာခဲ့ငါအသားခွာပြီးပြန်မှာငါပတ်စံပြန်မရငါအသားခွာပြီးပြန်မှာလာခဲ့လား ကျမပတ်စံလိုက်လို့စကလေးနဲ့ဆေးကူလိုက်တဲ့ပုံလိုက်ကြည့်တော့ နင်တော့စောက်ယူမဲ့နေရနင်ခလေးအကောင်လို့ဘာလို့ဆဲဘူးလား ဆေးကူတယောက်ချီတော့ပြက်နေတာချီနေတယ်အမမယုံလိုက်ကြည့်အိမ်ကို ကြည့်စရာမလိုနင်တို့ဒုက္ခလာမယ်ငါလူတိုင်းဒုက္ခရှိတယ်နော်လာမပြောနဲ့ခိုးစားတာပဲတခိုးကတခိုးပဲအေးလောက်မအမျိုးလောက်ရင်ထဲဘူးနဲ့လာပြီးအသားခွာယူပြင်မယ်ငါပတ်စံနော် လုံးရဲကျမထား အဲ့ခါတော့ခါလာယူခဲ့ကြိုးလာခဲ့ရင်ထဲတော့အသားခွာယူပြင်မယ် ကျိုးနေရကျိုးနေရ